မင်္ဂလာပါဥရရာရဲ့ Epic Skin ကတော့ Mobile Legends လမ်းအောင်ချမ်းကိုရောက်ရှိလာပါပြီ။နမသုံးပတ်မှာဝယ်မညီကိုရီအနေနဲ့ Diamond 900ကျော်နဲ့ရရှိမှာဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဥရရာရဲ့ Epic Skin နဲ့ Scale Effect တွေကိုကျွန်တော်စမ်းပြပေးထားတယ်။ Scale 1မှာဆိုရင်ဖျောင်းနိုင်မြေပုံစိုက်ကြလာတဲ့ effect ကိုသုံးပေးထားတယ်။ Ultimate မှာဆိုရင်လေဖျာကြီးမှာမြေအကွဲဝါးတဲ့အကြောင်းအရာတွေပါလာတာကြီးက Epic Skin နဲ့တန်ရေးကတော့စိုးလို့ပြောလို့ရတယ်။တာဝါကိုလည်းဖျောင်းနိုင်ပုံစံခဲပြလို့ရတဲ့ effect ကြီးကတော့တော်တော်လေးကိုတန်တယ်လို့ကိုမြင်နေဗျ။ကျွန်ခုပြပေးထားတဲ့ item နဲ့ ambulance လေးကိုစပီးတော့လေး brown နေနဲ့စောကြည့်လို့ရတယ်။ meta ပေါင်ထဲမှာပြောင်းနေပေမဲ့ run နေမှာတောက်လျှောက်ဒီပြန်လဲမြင်တွေ့ရဖို့တော့များတယ်ဗျ။ကျွန်တော်ရဲ့ channel လေးကို like and follow လေးနဲ့ subscribe လေးလုပ်ခဲ့ပေးကြပါဦးကျွန်တော်ကတော့ DB ဖြစ်ပါတယ်နောက် video များမှာပြန်လည်တွေ့ပါအောင်မယ်ခင်ဗျာဒီ Epic Skin ကတော့တန်လားဆိုတော့ brother အနေနဲ့ comment လေးမှာမှန်သွားပေးခဲ့ကြပါဦး